အားလုံးပဲမလာကားပါဒီနေ့ကတော့တာမာကိုဟန်နာဆူရှီလုပ်ပြပါမယ်တွေ့တိုင်းပဲတာမာကိုမထူမပါနေတော့တင်းတင်းလေးလှီးမယ်လှီးပြီးဆိုရင်တော့ရင်ကြီးကလေးကိုလှီးထားမယ်တာမာကိုနဲ့ဆူရှီထမင်းရကြတော့မမြဲဘူးဗျမမြဲတော့ကြတော့ရင်ကြီးလေးနဲ့ဆွဲထားခင်ဗျားတော့ဘာနဲ့ပဲဆွဲမမြဲခဲ့ဘူးမလားပြီးဆိုရင်တော့လက်ကလေးကိုတေးရှာဆေးပြီးတော့ဆူရှီထမင်းလေးကိုဖောက်ဖာလေးဆုပ်မယ်အရင်ဆုပ်လို့လည်းမရဘူးအရင်ဆုပ်လိုက်လို့ရှိရင်ဆူရှီထမင်းကတားမာလောင်းသွားပြီးတော့စားတဲ့ခါကျရင်စားလို့မကောင်းဘူးပေါ့အဲကြောင့်တင်းတင်းလေးဆုပ်ပြီးတော့တမာကိုလေးနဲ့လိပ်ပြီးတော့ရင်ညှိရော့ကလေးနဲ့ကတ်မယ်ရန်လွယ်ပါတယ်ဒီဟာတွေကရန်လဲစားလို့ကောင်းတယ်ရန်လဲလွယ်တယ်အိမ်မှာလဲကိုလုပ်ပြီးတော့စားလို့လည်းရတယ်ပေါ့လက်ကိုတော့တေးရဆေးချတော့ကျွန်တော်ကတော့အေးစိနားနေတဲ့အချိန်ကြီးလာပြီးတော့မှားတယ်ဆိုပြီးတော့အမြင်ကတ်တဲ့ပုံမှန်နဲ့ဒီကောင်လေးကိုကောင်းမဆေးမနဲ့လုပ်ပေးလိုက်တယ်အမြင်ကတ်တဲ့ပုံမှန်နဲ့ပေါ့စားတာပါဗျာကျွန်တော်လက်ကလေးတေးဆေးထားပါတယ်ဆူရှီလောက်တာလေးနောက်နေ့လေးဆက်ပြီးတင်ပေးပါမလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြပါဦးလို့နှုတ်တောင်းဆိုပါတယ်ဘယ်တန်းလေးအကုန်လုံး3ခုလိပ်ပြီးသွားပြီတာမာကိုနဲ့ထမင်းလိပ်ပြီးသွားပြီဆိုရင်တော့မိုက်ကလေးပါနေအမိုက်တွေပါညာနေပါထည့်မယ်အမိုက်ထည့်ပြီးသွားပြီဆိုရင်တော့ QB လေးထည့်မယ် QB ရနေများထည့်ပြီး QB များလေးဒီကောင်ကပူပြီးစားလို့ကောင်းလေးပေါ့ QB နဲ့များထည့်မယ်ပြီးပြီဆိုရင်တော့ငါးဦးလားပစုံဦးလားအဲဦးလေးတွေထည့်မယ်ညံစားလို့ကောင်းတယ်တာမာကိုဟန်နာလေးရောက်ပါပြီကဲပြီးသွားပြီဆိုတော့မျိုးစားရပါဗျာ3000လို့ရပါပြီ3000လို့ရပါပြီ